တေချာတာကတော့အခုဒါတော့ကျမကလက်ရှိလုပ်နေတဲ့အလုပ်ကတော့သူ company တစ်ခုမှာ corporate company တစ်ခုမှာလုပ်နေတာပေါ့နော်ဒါပေမဲ့ကျမ own business လုပ်ကိုလုပ်ဖြစ်မှာပါအဲ့လိုမျိုးကိုယ်တိုင်လုပ်တဲ့အခါမှာလည်းဘယ်လိုလုပ်အောင်လဲဆိုတော့ဟာတွေကိုဒီမှာအများကြီးလေ့လာခဲ့တယ်ပေါ့နော်ဒါကြောင့် own business တစ်ခုလုပ်မယ်ဆိုတော့ local brand ပဲဖြစ်ဖြစ်ပေါ့ဟိုဖက်နက်တို့အင်ဂျီတို့အဲ့လိုထုတ်တာမျိုးတွေကျမတော်တော်လေးစိတ်ဝင်စားတယ်ပေါ့အဲ့ဒါလေးလုပ်ဖြစ်မယ်လို့ထင်ပါတယ်she was ကလေပထမတစ်ခေါက်လေကျမအဲ့ home gardening ဆိုပြီးတော့တက်ဖူးတယ်အဲ့မှာကလေး she was ကorganizer တွေရောနောက်ဒီတင်းတဲ့သူတင်းသားတွေရောအရန်နွေ့နွေ့ထွေးထွေးနဲ့အရန်ဆင်ပြေတာအရန် supporting နဲ့အရန်ကောင်းတယ်ပေါ့နော်အခုဒီ30 house ပေါ့ဒီ house လို့ရှိရင်လည်းသူကိုပုံးတို့မန် April လို့ဆိုလို့ရှိရင်လည်းတေးချချာကိုအဲ့လို sharing တွေလုပ်ပေးတယ်ပေါ့နော်အဲ့ခါကျတော့ကျမတို့လိုအပ်နေတဲ့လူတွေအတွက်ကိုတင်တာမဟုတ်ဘဲနဲ့ဟိုတေးချချာလေးကိုလိုတဲ့ဟာတွေကို sharing လုပ်ပေးတာပေါ့နော်တင်းတဲ့သဘောတွေတက်မကဘူးပေါ့ပို့ပြီးတော့လေရင်းနှီးနဲ့အဲ့လိုမျိုးလေးလုပ်ပေးတဲ့ခါကျတော့အရန်ဆင်ပြေပါတယ်ကျမတို့အတွက်နောက်လဲလို short တွေမဟုတ်ဘူး long term တင်တဲ့နေကိုပါထပ်ပြီးတော့ဟိုတက်ချင်ပါသေးတယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်